အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့မှာတော့ဒီအိမ်နေစောက်ကြတဲ့အချိန်မှာเนาะလူကြီးမင်းတို့အတွက်ငွေကုန်ကြီးကြရရှိတယ်ပြီးတော့ကျွန်တော်တို့ယင်းဒီမြုံနံနေအပိုင်းရှိတာပေါ့နော်ဒါကြောင့်ကျွန်တော်ဒီနေ့ပေးထားတဲ့ခေါင်းစဉ်ကတော့လိုအပ်တဲ့လောက်သာစောက်ပါဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်အိမ်ဒီလုံးစောက်တဲ့နေရာမှာကျွန်တော်တို့ကလိုအပ်ချက်အရသာစောက်စိတ်ချင်ပါတယ်ဒါပေမဲ့တချို့သော position တွေကဒါသူတို့ရဲ့အမြတ်ရရှိဖို့ဒီခါကြရင်ပို့ပြီးတော့ area များများဆောက်တဲ့အတွက်သူတို့အတွက်အကျိုးမြတ်တွေများရဖို့ပေါ့နော်ကြီးဆောက်ခိုင်းပါလိမ့်မယ်သို့ပေမဲ့ကျွန်တော်တို့ကြံပေးနေတာတော့ကိုယ့်ရဲ့မိသားစုလိုအပ်ချက်အရသာတိဆောက်ပါလို့ကျွန်တော်ကြံပေးချင်ပါတယ်เนาะတိဆောက်လိုအပ်ချက်အရသာတိဆောက်ပါဆိုတဲ့နေရာမှာเนาะကျွန်တော်တို့ထိုက်တဲ့အတိုင်းတောင်ပဲဆောက်ခိုင်းတာပေါ့ဘာလို့ကျွန်တော်တို့အိမ်ဆိုတာမျိုးကအဆောက်ဆိုတာမျိုးကကျွန်တော်တို့ကြီးဆောက်ရင်များကုန်ပါတယ်เนาะလူချင်းမင်းနဲ့သေးဆောက်ရင်လည်းပဲကုန်မယ်ဒါကတော့ဒီသဘောတရားတော့လူတိုင်းသိပါတယ်เนาะများသုံးရင်ပတ်စံများသုံးရင်များကုန်မယ်နည်းနည်းသုံးရင်ဆိုတော့အိမ်ကိုကျွန်တော်တို့ဖန်တီးတဲ့နေရာမှာအိမ်တစ်လုံးကိုဖန်တီးတဲ့နေရာမှာကျွန်တော်တို့နှစ်မျိုးရှိပါတယ် cost ကို adjust လုပ်နိုင်တဲ့နည်းလမ်းကနံပါတ်1ကတော့ကျွန်တော်တို့အကျယ်ဝန်းပါအကျယ်ဝန်းများလေတော့ပို့ကုန်လေးပါပဲเนาะဆိုတော့အကျယ်ဝန်းရှိမယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ပစ္စည်းသုံးစွဲမှုရှိမယ် quality ပေါ့နော် quality ပေါ့ခါကြရင်အိမ်ကသေးပေမဲ့ထည့်ထားတဲ့ပစ္စည်းတွေเนาะpremium quality တွေသုံးထားတယ်ဆိုရင်တော့ပုံမှန်စောက်တဲ့အိမ်တွေများနေမှာပဲဆိုတော့ဒီနှစ်ချက်ကိုမူတည်ပြီးတော့ကျွန်တော်တို့က cost ကိုကျွန်တော်ထိန်းလို့ရအောင်เนาะ budget ကိုထိန်းလို့ရဆိုတော့လူတိုင်းမှာအိမ်စောက်တဲ့ခါမှာကိုယ့် budget နဲ့ကိုရှိကြပါတယ်များသုံးနိုင်လို့ရှိတယ်နည်းနည်းသုံးကျင်တယ်လို့ရှိတယ်အများကြီးသုံးနိုင်လို့ရှိတယ်เนาะဆိုတော့အဲ့ပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ concession တွေကကျွန်တော်တို့ဝန်ဆောင်မှုတွေပေးရခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့အကြံပေးကြတာတော့လိုအပ်တဲ့လောက်သာစောင့်စိတ်ချင်ပါတယ်လူချင်းမင်းရဲ့မိသားစုအနေထားလူချင်းမင်းရဲ့လိုအပ်ချက်เนาะဒီလိုအပ်ချက်ပေါ်မှာသာမူတည်ပြီးတော့သုံးကျင်တဲ့ budget ကလည်းတစ်ခုရှိအောင်ပဲအဲ့ပေါ်မှာဝင်အောင်ကျွန်တော်တို့စောင့်ဖို့လိုအပ်ပါတယ်เนาะ budget တွေများသွားပြီးတော့မထိနိုင်မသိနိုင်ဖြစ်ပြီးအိမ်တွေလုံးဝမပြီးပဲနဲ့တန်းလန်းဖြစ်သွားတဲ့အိမ်တွေလည်းကျွန်တော်တွေ့ရပါတယ်အများကြီးတွေ့ရပါတယ်ဒါကြောင့်ကျွန်တော်တို့အကြံပေးနေတာတော့เนาะတခြားသော concession တွေเนาะပြောတဲ့ဒီအိမ်ကိုเนาะအကြီးမဆောက်ဘဲနဲ့เนาะကျွန်တော်တို့လိုအပ်တဲ့လောက်သာကျွန်တော်စောက်ချင်းဖြင့်เนาะလူချင်းမင်းရဲ့เนาะနောက်ပိုင်းမှာလုံအောင်မဲ့လုပ်ငန်းစဉ်တွေရှိပါတယ်အိမ်တစ်လုံးဆိုတာကကျွန်တော်တို့ပုံနေပြောရင်အိမ်တစ်လုံးနဲ့မပြီးပါသူ့ရဲ့ခြံဝန်းကိစ္စတွေရှိတယ်သူ့ရဲ့ facility ဒီရေမီးပိုင်းတွေရှိတယ်ကျွန်တော်တို့နောက်ဆုံး CCTV တွေရှိတယ်เนาะနောက်ဆုံးရေဘူးရေသန့်အများကြီးပေါ့လေဒါတော့အိမ်တစ်လုံးနောက်တစ်ခုကကျွန်တော်တို့ apron တွေရှိတယ်မြောင်းတွေရှိတယ် drain တွေရှိတယ်နောက်ခြံထဲမှာကျွန်တော်တို့အလှဆင်မဲ့ကိစ္စတွေ landscaping တွေအများကြီးရှိတယ်ဒီຢာတွေကိုကျွန်တော်တို့ချွေတာနိုင်ဖို့ကကျွန်တော်တို့ကလောက်အောင်သုံးနိုင်ဖို့လည်းကျွန်တော်တို့ကပါဒါကြောင့်ကျွန်တော်အကြံပေးချင်တာတော့လူချင်းမင်းရဲ့မိသားစုနဲ့လိုအပ်တဲ့အခြေဝန်သာစောက်ပါအဲ့လိုစောက်ဖို့အတွက်လည်းကျွန်တော်ဘက်ကနေအကြံပေးပါတယ်ကျွန်တော်တို့ concession ကိုလာပြီးတော့ရုံးကိုလာမေးပြီးဆိုတာနဲ့ကျွန်တော်တို့ကဘယ်လောက်စောက်မှလဲဒီကတော့ကျဲတဲ့လူမလျောင်းနေမှာလဲဒါဆိုရင်တော့ကျဲတယ်ဒါဆိုရင်တော့ကျင်းတယ်ဆိုတော့ကျွန်တော်ဘက်ကနေပြောပြပေးနေတာဖြစ်ပါတယ်เนาะအကြံဉာဏ်ပေးတဲ့လုပ်ငန်းကိုလည်းကျွန်တော်ဘက်ကလည်းအပြည့်အဝလုပ်ဆောင်ပေးတာဖြစ်ပါတယ်ဒါကြောင့်เนาะဒီ concession တိုင်းတော့မဟုတ်ဘူးပေါ့เนาะတချို့သော concession တွေကတော့မှန်ကန်နဲ့ရှိတယ်တချို့ကြတော့လေကြီးဆောက်မှများသူတို့အတွက်တွေ့ချေကြိုက်မှာဖြစ်တဲ့အတွက်เนาะအင်ရှင်တော့အမှန်မပြောဘဲနဲ့เนาะပို့ပြီးတော့ပြောတာလေကျွန်တော်တို့တွေ့ရပါတယ်ဒါကြောင့်ကျွန်တော်အကြံပေးချင်တာကတော့เนาะလူချင်းမင်းနေနဲ့ကိုစောက်တဲ့နေရာမှာเนาะကိုယ့်ရဲ့မိသားစုလိုအပ်ချက်အတိုင်းပေါ့နည်းနေလည်းမကောင်းကျွန်တော်တို့များသွားရင်လည်းပို့ပြီးတော့ cost တက်မယ်ပို့ပြီးတော့သဘောကကျွန်တော်တို့အခန်းကိုကျယ်သိတဲ့ပို့ကျယ်ကျွန်တော်တို့ဘာဖြစ်မလဲဆိုတော့အေကွန်တကောင်ဝဲတက်လို့ရမယ့်နေရာမှာကျွန်တော်တို့နှစ်ကောင်တက်ရမယ်ပို့ပြီးတော့ကျွန်တော် energy saving လည်းမဖြစ်တော့ဘူး energy waste တွေဖြစ်မယ်ဒီလိုမျိုးတွေပို့ပြီးတော့ function ရတာလည်းပို့ပြီးတော့များစေပြီပေါ့နော်ဒီလိုမျိုးတွေဒါမဲ့လူကြီးမင်းနေနဲ့တကယ်လိုအပ်လို့တကယ်ဟာ luxury နေခြင်းလို့တကယ် high မြင့်နဲ့တကယ်လူချင်းတဲ့အနေအထားမျိုးစောက်ပေးပါဆိုရင်လည်းကျွန်တော်တို့စောက်ပေးပါဒါကြောင့်အဓိကတော့မိမိရဲ့ requirement ပဲရေးကြည့်ပါနော်ဒီ client ရဲ့ requirement ပေါ့နော်ကိုစောက်တဲ့အိမ်ကကိုတွေနဲ့ satisfy ဖြစ်ဖို့လိုပါတယ်နော်ဒါလေးကိုဒီချက်လေးကိုကျွန်တော်ဦးစားပေးပြောခြင်းဖြင့်နော်ကျွန်တော်ဗီဒီယိုလေးအဆုံးသတ်ပါတယ်ကျွန်တော်ကိုတင်လေးဥမာ LMG ဖုန်းနံပါတ် LMG တွေနဲ့ကျွန်တော်တို့ဒီနှစ်ကုန်ဒီ2025မှာကျွန်တော်တို့လက်ဆက်သိမ်းမဲ့ project တွေလည်းရှိပါတယ်ကျွန်တော်တို့ကျွန်တော် Facebook မှာတင်ပြသွားဖြစ်ပါတယ်ထိုနည်း၎င်းပဲကျွန်တော်လုပ်ငန်းစမဲ့ project တွေလည်းရှိပါတယ်เนาะဒါလေးကိုကျွန်တော်တို့အနေနဲ့လင်းတဲ့ကျွန်တော် page မှာတင်ပြသွားဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်